နယူးယောက်ပြည်စီမှာကောလိပ်ကျောင်းသူခလိုရီကသူ့မိအရီကိုဖုန်းဆက်ပြီးအိမ်ပြန်ရောက်ပြီလို့ပြောပြတယ်။အဲဒီမှာသူ့ဖေမင်းနေပွဲဖြစ်လိုက်တယ်ဆိုတာသိလိုက်ရတယ်။ဘာလို့လဲဆိုတော့အဖေကိုအလုပ်ကရုပ်တရက်ခေါ်သွားလိုက်လို့ပါ။သူ့ဖေရီဖူကလေမောဆိုတော့ခလိုရီကလက်စိတ်မှာပဲနေပြီးအဖေကိုရှောက်ဆုံးဖြစ်လိုက်တယ်။အဲဒီချိန်ဒီဗီသတင်းထောက်ကင်မရွန်စီကိုခရီးယာမီသမီးတယောက်ရောက်လာပြီးသူ့ဘဝတည်း Jesus ကိုလက်ခံမှုတိုက်တွန်းတယ်။သူ့အလုပ်မှာနေတိုင်းမင်းရတဲ့ဘေးဒုက္ခတွေအားလုံးကိုတမန်ကျန်စာရှင်းပြလို့ရတယ်လို့ပြောတယ်။ခလိုရီကဝင်းမီစကားဖြတ်လိုက်ပြီးဘုရားသခင်ကအပြစ်မရှိတဲ့သူတွေကိုအသိကဖြစ်တဲ့အတွက်တန်ပေးနေတာပါလားလို့ထောက်ပြတယ်။ဒီလန်တွေကျူးဆန်စွာလှုပ်ဆောင်နေဆိုတာကကြောက်ရချင်မှုဘူးလို့ပြောတယ်။ဒီသမီးကထွက်သွားပြီးကင်မရွန်ကခလိုရီကိုရှေ့ဆက်တယ်။ခလိုရီကသူ့မိအရီနဲ့ဘာသာရေးကိုရန်ချက်တယ်လို့ပါဆိုပြီးရှင်းပြတယ်။ကဘာကီမာခလိုရီရဲ့ရေဖူကလက်လက်မရှိဘူး။ဒီမဲ့ဟီဒီနဲ့တူသွားတယ်။ဒီချိန်မှာတော့ရေဖူကခလိုရီကိုမြင်ပြီးပြေးသွားဖက်တယ်။ဒါပေမဲ့ခလိုရီကမပြောဘူး။ဟုတ်တယ်ဆိုတော့အဖေရေဖူကဟီဒီနဲ့ရုပ်ပြီးလုပ်နေတာကိုသိထားမိ။ဘာလို့ဆက်ရေးခဏကြာကလေးကမကောင်းတာကိုပြောလိုက်။ရေဖူကသူငယ်ကလေးကလည်းတကယ်ပါဒီလိုကြတော့လူတွေပြောင်းလဲတော့တကယ်လို့ရှင်းပြတယ်။အရင်ကဘာသာရေးကိုရန်ဆွဲလန်းသွားတော့အတူနေလို့မရတော့ဘူးလို့ပြောတယ်။ဒီရေဖူလက်မှာလက်စုံမရှိတာကိုသိထားမိတယ်။ခလိုရီကဒီနေ့လို့ကိုဟီဒီနဲ့အတူရှိဖို့ရွေးချယ်ခဲ့တာလို့ခင်ဗျာလိုက်တယ်။ရေဖူကအဲ့ဒီစကားကိုလည်းရှူလိုက်ပြီးကားတော့ပေးကထွက်သွားတယ်။ဒီနောက်ခလိုရီကကင်မရွန်နဲ့ကော်ဖီတောက်ကိုတော့သူပြီးဘေးတော့ခါရီတွေဖျားတဲ့ကိုကျေးဇူးတင်တဲ့လူတွေကဘယ်လောက်ယူချောင်းချောင်းလဲဆိုတာဆွေးနွေးကြတယ်။စကားပြောနေတော့မင်းနဲ့က YouTube ရဲ့လန်ဒန်ပြူပြီးပွဲလည်းမနှဆဘူး။ Breakfast စီဘေးကို Glory စီယူလာတယ်။ဒီလိုမှဒီကိုရှာဖို့နှစ်ပတ်လောက်ချင်းယူခဲ့ရတာဆိုတော့ဒီနေ့ကရုပ်တင်မဟုတ်ပဲကျူတင်စီကားလာမှတတိပြတယ်။စီပြသွားတဲ့ Glory ကလက်မတွေကိုကင်မရွန်စီပေးပြီး Breakfast စီပို့ပေးဖို့နေတောင်းတယ်။ကင်မရွန်နဲ့ Breakfast တို့လည်းတင်းပေါ်တက်သွားချေ Glory က Breakfast ရဲ့ကားပြီးသွားပြီးတယ်လက်ဆက်ကိုတွေ့လိုက်တယ်။ဒီပြန်ရောက်တော့မောင်လေး Raymi ကိုနှုတ်ဆက်ပြီး Irene နဲ့စကားပြောတယ်။အစားကစကားတွေပေါ်နေပေမဲ့လက်စိတ်ကဖြစ်ကိုပြောလိုက်တော့တင်မာသွားတယ်။Irene ကတရားဟောစာပြောတော့ Glory စိတ်ဆိုးပြီးထွက်သွားတယ်။စိတ်ပြေဖို့ Glory က Raymi နဲ့ဇေဝစင်တောက်သွားတယ်။ Raymi ကမိဘတွေတက်စိတ်ပူနေပေမဲ့ Glory ကအားလုံးစီပြေသွားမယ်လို့အာမခံပြီးဖတ်လိုက်တယ်။ရုပ်တရက်အလင်းတန်းဖြစ်သွားပြီး Glory က Raymi ပြောက်သွားတာကြောင့်သူ့ဘက်တွေကိုဖတ်ထားရတယ်။ဘဝင်ချင်းမှာလူတွေကချစ်ရသူပြောက်သွားတာကိုတွေ့ပြီးထိတ်လန့်နေကြတယ်။လူတွေအရင်ပြေးလွှမ်းနေချိန်မှာဒရိုင်ဘာမဲ့ကားတစ်စီးကဇေဝစင်တာကိုဝင်တိုက်တယ်။ Glory ကကြည့်လိုက်တော့ခီးတဲ့တိုင်ကောင်မှာလူတွေတယောက်ကိုတွေ့တယ်။ခဏကြာမှလူတွေကဆိုင်ရီနဲ့ပြောက်သွားတဲ့လူတွေအိတ်တွေကိုလူယူမှုစာတင်ကြတယ်။အပြင်မှာကားတွေပိတ်ဆို့ပြီးလမ်းတွေပိတ်နေတယ်။ Rayful ရဲ့လေရင်ပေါ်မှာခီးတဲ့ချို့ကဖော်ရီစကားပြောဖို့စူးစမ်းပေမဲ့တချို့ကအနောက်ရှေ့မှာဖြစ်ချင်ကြဘူး။လေရင်ချောချောမွေ့မွေ့ပြန်တန်းနေချိန် Rayful ကခိုးထွက်ပြီးဟေတီကိုလိုဝက်သွေးဖို့သွားတယ်။ကင်မရွန်ပိတ်ထားတဲ့လက်မှတ်တွေကိုပြတယ်။ရုပ်တရက်လေရင်တုံသွားပြီးခီးတဲ့တချို့ပျောက်သွားတာကိုသိထားမိကြတယ်။လူတွေထိတ်လန့်ပြီးလေရင်အောက်ကိုငိုက်ကြလာတော့ Rayful ကအမြန်လေရင်ခန်းထဲကိုပြန်သွားပြီးလက်ထပ်မှုပြောင်းနေတာကိုတွေ့တယ်။သူကိုယ်တိုင်ချက်ချင်းထိန်းချုပ်ပြီးလေရင်ကိုတင်းအောင်လုပ်တယ်။ကင်မရွန်ကအကုန်လုံးကိုရိုက်ကူးနေချိန်လူတွေကစီယူပေါက်ပြီးလေရင်တစ်ခါကန်ကိုထူကြတယ်။ဒီမိုးကိုတွေ့ချင်တယ်လို့ပြောကြတယ်။ဟေတီကလူတွေကိုမထိန်နိုင်တော့ဘူး။ကင်မရွန်ကအကူအညီဖို့ကြိုးစားပေမဲ့မရဘူး။ကင်မရီဘောကဒါကိုမြင်နေ Rayful ကလေရင်တဲ့ဖီအားကိုမြင်လိုက်တော့အောက်ဆီဂျင်မျက်နှာဖုံးတွေကျလာတယ်။ခီးတဲ့တွေအသက်ရှူရကတ်သွားတော့ထိုင်ကုန်ပေါ်ပြန်ထိုင်ပြီးမျက်နှာဖုံးတွေတုံလာတယ်။ Rayful ကရေဒီယိုရဲ့အကူအညီတောင်းပေမဲ့ဘယ်သူမှမဖြေဘူး။ဖုန်းလည်းအလုံးမလုပ်ဘူး။လူတွေအေးအေးဆေးဆေးဖြစ်သွားတော့ဖီအားကိုပုံမှန်ပြန်ထားပြီးခီးတဲ့တွေစီသွားပြောတယ်။သူ့ရဲ့အခွင့်အာဏာရှိတဲ့အတန်းနဲ့ထိုင်နေဖို့ပြောပြီးထဲလန်နာကအဆိုးဆုံးရန်သူဖြစ်တယ်။တရင်အသက်မရမချင်းအေးစိနေရမယ်လို့တတိပေးတယ်။ဒါပေမဲ့ဟေတီကသူ့လိုပေါ်ပိုင်ဖက်နေမဲ့လည်းပျောက်သွားတာကိုသိထားမိပြီးစိတ်လက်ချသွားတာနဲ့ Rayful စီအားကိုပြေးသွားတယ်။လူတွေထိုင်ကုန်ကထပြန်တော့ကင်မရွန်ကထိုင်ရိုက်ပြီးခီးတဲ့တွေကိုမေးမြန်းတယ်။ဘယ်သူမှထူးဆန်းတာမမြင်ခဲ့ဘူး။ပျောက်သွားတာကချက်ချင်းဖြစ်သွားပြီးအဝတ်တွေပဲကျန်ခဲ့တယ်။ထိတ်လန့်နေတဲ့အမျိုးသမီးတယောက်ကအိမ်သားနဲ့ပြေးသွားပြီးမိုးရစိတ်တုံးတယ်။ပြန်ထွက်လာတော့ဒါတွေအကုန်အစ်စ်မဟုတ်ဘူးလို့ပြောတယ်။ကင်မရွန်ကအိတ်ကိုပြောပြီးသူ့လက်မှာဒါအစ်စ်မဟုတ်ဘူးလို့ရေးထားတာကိုသိထားမိတယ်။မွတ်စလင်မျိုးသားတယောက်ကဆူတောင်းတင်တယ်လို့ပြောပေမဲ့တခြားခီးတွေကဖျားမသူလို့အတူဆူတောင်းလို့မရဘူးလို့ပြောကြတယ်။စကားအကြီးကျယ်များကြပြီးအကြီးကျယ်မဖြစ်ခင်မှာ Rayful ကနယူးယောက်ကိုပြန်မယ်လို့ကြေညာတယ်။ဒီဝေချင်တာမှာ Glory ကလူအုပ်ကိုတွန်းဖဲပြီးအပြင်ကိုထွက်လာတယ်။ Raymi ကိုဆက်ရှာဖို့ကားပါကင်ကိုပြေးသွားပေမဲ့တင်းငယ်တစီမြေပေါ်ပြတ်ကျပြီး Rayful ရဲ့ကားကိုဖျက်ဆီးလိုက်တော့ထွက်ပြေးရတယ်။ Glory ကလမ်းလျှောက်တရားမရှိတော့ပဲစက်ပိန်သမားနှစ်ယောက်ဖြစ်သွားချင်း Raymi ရဲ့အိတ်ကိုခိုးသွားတယ်။အဲဒီချိန်တရားပေါ်မှာပြင်တိုင်မှုဖြစ်ပြီးကြောင်ကားတစီမြစ်ထဲပြုတ်ကြတယ်။ Glory ကကိုရင်ဖို့ပြေးသွားပေမဲ့ကားထဲမှာဘယ်သူမှမရှိဘူး။မြို့ထဲရောက်တော့အိမ်ကိုဖုန်းဆက်ပေမဲ့ဘယ်သူမှမဖြစ်ဘူး။ကားရီနေရာနဲ့တိုင်းမိနေပြီးလူနာတင်ကားကတန်ရင်ရသူတွေကိုလာခဲ့တယ်။ Glory က Raymi ပါသွားမလား။မြို့ထဲဆက်လျှောက်ရင်လက်ဝဲအခြေနာဆိုင်ရဲ့ဖန်တကားတွေရုတ်တရက်အောက်ကွဲပြီးတနက်သမားတယောက်လွန်ထွက်လာတယ်။ဆဝင်ထန်းကတနက်နဲ့ Glory ကိုချိန်တော့ထွက်ပြေးရတယ်။ဆေးရုံရောက်တော့အဆုံးသက်ရောက်ပြီဆိုတဲ့စိုက်ပုတ်ကိုတွေ့တယ်။ TV မှာတည်င်းချီတော့နိုင်ငံတော်ကလူတွေပျောက်သွားပြီးပြန်ပတာဖြစ်နေတယ်။ဆေးရုံမှာချီရသူတွေရှာနေတဲ့လူတွေပြည့်နေပြီးဝင်လို့တော့မရဘူး။ Chloe ကအနောက်ဘက်ကနေဖန်တကားကိုဖောက်ပြီးခိုးဝင်တယ်။ချင်းကျန်တွေကလူတွေကိုရှောင်းရင်မွေးကင်းစာကလေးခန်းကိုရောက်တော့ကလေးအားလုံးပျောက်နေတယ်။အခန်းတွေစစ်နေတော့
မိခင်တယောက်ကလာပြောတယ်အမေရိကမှာတာမကကပါတဝမ်အသက်အရွယ်မရွေးကလေးတွေပျောက်သွားတယ်တဲ့ Rayford စီပြန်သွားကြည့်တော့သူ့လင်နဲ့လမ်းကြောင်းသူတဲ့လေယာဉ်တစ်စီးကိုတွေ့ပြီးလေယာဉ်မိုးကိုဆက်သွယ်ဖို့ကြိုးစားပေမဲ့ဘယ်သူမှမဖြစ်ဘူးအဲ့ဒီလေယာဉ်မိုးကညစလုံးပျောက်သွားပြီးခီးတဲ့နေငယ်ပဲကျန်တယ်ဟေဒီကခီးတဲ့တွေကိုခါပတ်ဖို့ပြောရင် Rayford ကလေယာဉ်ကိုရွှေ့ပြီးလေလိုက်တော့ရင်တိုက်မှုကိုအောင်မြင်စွာရှောင်လိုက်နိုင်တယ်ဒါပေမဲ့ Rayford ရဲ့လေယာဉ်အတောင်ကအခြားလေယာဉ်ကိုထိသွားပြီးအဲ့ဒီလေယာဉ်မိလောင်ကျသွားတယ်ကင်မရွန်ကပရင်းပေါက်ကနေကြည့်ပြီးအဲ့ဒါကိုမြင်တယ်ခီးတဲ့တယောက်ကမွတ်စလင်လူမျိုးရဲ့အိတ်ကိုစစ်ပြီးဘုံရှိမလားလို့ထင်ပေမဲ့လက်စစ်သွားလိုက်ကြမယ်တွေ့တယ်တခြားသူကလူသားတွေမှာအဲ့လိုလုပ်နိုင်တဲ့နီးပညာမရှိဘူးပျောက်သွားတဲ့သူတွေကိုယူသားတွေကပြန်ပေးဆွဲသွားတာလို့ထင်တယ်ခဏကြာတော့ခီးတဲ့တွေကဟေဒီကိုလေယာဉ်အတောင်မှာထူးဆန်းတာရှိတယ်လို့ပြောတယ်ဟေဒီကကင်မရွန်ကိုတပ်ပုံရိုက်ပြီး Rayford စီယူသွားခိုင်းတယ် Rayford ကအတောင်ကမကြခင်ကြောက်ကြတော့မှမို့လေယာဉ်ဆင်းဖို့ခက်မယ်လို့သုံးသပ်တယ်အော်တိုမက်တစ်မလဲတော့ဘူး Rayford လည်းလေယာဉ်ခန်းကမထွက်နိုင်တော့ကင်မရွန်ကိုအတောင်ကနေဘာမှရိုးစိတ်နေလားလို့စစ်ခိုင်းတယ်ကင်မရွန်ကသွားစစ်ပြီးလေယာဉ်ကစီကုန်နေပြီလို့အတည်ပြုတယ်တခြားခီးတဲ့တွေကဒါကိုတိထားမိပြီးထိလန့်သွားတယ်မြို့သမီးတယောက်ကသူ့ကလေးပျောက်သွားတဲ့နေရာကိုပြန်သွားခြင်းတယ်လို့အော်ဟစ်တယ်မြို့တရက်လေတောင်ပန်ကအမီစတင်လောက်ပြီးလေတုံသွားတော့လူပို့ပြီးထိလန့်လာကြတယ်ဟေဒီနဲ့ကင်မရွန်ကအေးဆေးနေဖို့အရေးကြီးတယ်အချိန်နဲ့ပိုဆိုးမသွားအောင်ပြောပေမဲ့မထိနိုင်ဘူးကင်မရွန်က Rayford ကို update သွားပြီးတော့ Rayford ကစီမကုန်ခင်နယူးယောက်ကိုရောက်စူးစမ်းမယ်လို့ပြောတယ်နောက်ဆုံးမိကသူ့ကသူငိမ့်သွားပြီးစီများကြီးကုန်သွားတာကြောင့်မထင်မှတ်ပဲစောစောဆင်းရတော့မယ်ခရိုရီကသူ့ရဲ့ဘက်ကိုပြန်ရောက်တော့ချင်းရသူတွေဆုံးရှုံးလို့ငိုတဲ့လူတွေကိုတွေ့တယ်အိမ်ကိုပြေးသွားပြီးသူ့မှမရှိတာကိုမြင်တော့စိတ်ပြတ်သွားတယ်အာရင်ရဲ့လက်ဝိယတနာတွေရေချိုးကန်းထဲမှာရှိနေပြီးဖုန်းမှာ status ဆူညံတန်းနေပဲကျန်တယ်အာရင်ရဲ့တမန်ကျန်းစာကိုတွေ့တော့စိတ်ဆိုးပြီး print ပေါက်ကနေပြစ်ထုတ်လိုက်တယ်ပြီးတော့ဒေတာခန်တင်းစရာစီသွားတယ်သူကဒါဟာကောင်းကင်ရံကိုခေါ်ယူခြင်း rapture ဖြစ်ပြီးရောက်သွားတဲ့လူတွေကကောင်းကင်ဘုံကိုရောက်သွားတယ်လို့ပြောတယ်သူကနေပေါင်းများစွာတရားဟောခဲ့ပေမဲ့စိတ်တွေကတကယ်မြုံခဲ့လို့ဒီမှာကြံခဲ့တာတဲ့ဖခင်ကကလေးတွေနဲ့ယုံကြည်သူတွေကိုမကြခင်လာမဲ့မောင်မရက်တွေကနေကာကွယ်ဖို့ခေါ်သွားတာလို့ပြောတယ်ဒါကြောင့်ခရိုရီကိုပိုစိတ်ဆူသွားစီပြီးတင်းစရာကိုအော်ဟစ်ပြီးထွက်သွားတယ်။ဒီပေါ်မှာ Rayford ကလေမူးရဲ့ပစ္စည်းတွေကိုစစ်တော့ယိုဟန်36ရေးရတဲ့နာရီကိုတွေ့တယ်။ဒါကဖခင်ကိုယုံကြည်သူတွေကထာဝရအသက်ရမယ်ဆိုတဲ့တမန်ကျမ်းစာဖြစ်တယ်။ဟေဒီကတခြားနေမဲ့ပစ္စည်းကိုယူလာပြီးတမန်ကျမ်းစာလဲလာမှဆိုကိုတွေ့တယ်။ Rayford ကဒါက rapture ဖြစ်တယ်။သူမိမအာရင်ကအဆက်ကလေးကတီးခဲ့တာလို့ပြောတယ်။ဟေဒီကအဲ့ဒါကိုမြုံနိုင်စရာလို့ထင်ပြီးစိတ်ဆိုးသွားထွက်သွားတယ်။ခီးတဲ့ခန်းထဲမှာအမျိုးသမီးတယောက်ကစိတ်မထိန်နိုင်တော့ပဲတနတ်ထုတ်ပြီးသူ့သမီးကိုယူသွားဖို့ယောက်ျားကလွတ်ထားတဲ့သူတွေလားလို့အမှန်ပြောဖို့တောင်းဆိုတယ်ကင်မရွန်ကသူ့ကိုအေးဆေးဆေးနေဖို့ကြိုးစားပေမဲ့မွေးစိတ်ဆွေးနေတဲ့ခီးတွေကသူဘာတိုင်းအကြောင်းမှတင်ခဲ့ဘူးတာကိုပြောပြတယ်ဒီဖီက rapture နဲ့ကိုက်ညီပြီးပြောတော်တဲ့သူတွေကောင်းကင်ဘုံကိုရောက်သွားတယ်လို့ထင်တယ်အဲဒီမိခင်ကသမီးမရှိတော့ရင်မနေနိုင်တော့ဘူးလို့ပြောပြီးကိုတတ်ဖို့စဉ်းစားတယ်ကင်မရွန်ကသူ့အမေနဲ့ဆက်ဆံရေးအကြောင်းဇက်လန်တွေပြောပြပြီးစိတ်ပြောင်းအောင်လုပ်ကတနက်ကိုတင်လိုက်တယ်ခဏကြာတော့ Rayford ကရေဒီယိုကနေကြောင်းပြင်ရပြီးကဘာတဝန်းကလူတွေပျောက်သွားတာကိုသိတယ်လေစိတ်မှာလေတွေပြတ်ကျပြီးဆင်းလို့မရတော့ဘူးအတွင်ပိုင်းကိုတွားရမယ်လို့ပြောတယ်Rayford ကရင်းဖို့မအားလိုက်ခင်မှာရေဒီယိုပြန်ပြတ်သွားတယ်ကင်မရွန်မှာတင်းထောက်ဖြစ်တာကြောင့်ဂျိုလိုဖုန်းရှိတာနဲ့ Rayford ကခရိုရီကိုဆက်ခိုင်းတယ်ဒါပေမဲ့ကင်မရွန်ကတနေ့လုံးစူးစမ်းပြီးမရဘူးလို့ပြောတယ်ခရိုရီလက်မှတ်စာအိတ်ထဲမှာရေးထားတဲ့ဝန်နေစရာမဆူကိုပြရင် Rayford ကသမီးခရိုရီကိုတောင်းပန်ချင်တယ်အာရင်ကဖျားကြောင်ပြောတိုင်းထွက်သွားခဲ့တာကသူ့အမားဖြစ်ပြီးသူမိန်းမအာရင်မမဟုတ်မှန်ဝန်ခံတယ်အဲ့ဒီချိန်ဆက်လက်ကြနေတဲ့ခရိုရီကသရားပေါ်ကိုတက်သွားတယ်မြင်ကွင်းကိုစိုက်ကြည့်ပြီးအာရင်ကိုအရင်ဆက်ဆံခဲ့ရတဲ့အတွက်တောင်းပန်တယ်ခုံကြဖို့အလုံးမှာကင်မရွန်စီကဖုန်းဝင်လာပြီးRayford နဲ့စကားပြောလိုက်ရတယ်။သူတို့တယောက်ကိုတယောက်ချစ်တယ်လို့ပြောပြီးအာရင်ကမိုင်းခဲ့တယ်လို့သဘောတူကြတယ်။ Rayford ကလင်းစင်းပေါ်နေရာရှာနိုင်မလားမသိကြဘူးလို့ပြောပေမဲ့လက်တွေ့မှုပြတ်သွားပြီးဖုန်းပြတ်သွားတယ်။ Rayford ကိုအသက်ရှင်နေတဲ့မှန်တီးလိုက်ရတာကခရိုရီကိုရန်စင်လာစေပြီးမြို့ကိုပြန်ပြေးသွားတယ်။စွန့်ပစ်ထားတဲ့စပိန်တစီကိုယူပြီးပုံမြင်အောင်သွားတယ်။အဲဒီချိန် Rayford ကခီးတွေကိုအသက်ရှင်နိုင်ဖို့အခွင့်အလမ်းနဲ့လို့ပြောပြီးစူတောင်းဖို့ပြောတယ်။လေရင်အောက်ကမှကြလာချိန်ခရိုရီကဆောက်လို့ရနေရကိုရောက်ပြီးထက်ကတစီပေါ်တက်ကအရာအလုံးကိုသုံးဖယ်ပြီးနေရာရှင်းတယ်ကင်မရွန်ကိုဖုန်းဆက်ပြီးဆက်သွယ်မှုပြန်ရလာတော့ Rayford ကိုဆင်းဖို့နေရာရှာပေးထားတယ်လို့ပြောတယ်။ဒီရဲ့လိုင်းညွှန်စနစ်မလဲတော့ကင်မရွန်ကခရိုရီကို Compass app ဖွင့်ပြီးသူ့နေရာရဲ့ coordinate ကိုပေးခိုင်းတယ်။ဖုန်းပြန်ပြတ်သွားပြီးကင်မရွန်ကသူ့ဖုန်းမှာ coordinate တွေထည့်ပြီး Rayford ကိုလမ်းညွှန်ပေးတယ်။ဒါပေမဲ့မောင်နေတော့မှအတိအကျမမြင်ရဘူး။စီကုံတော့မှလည်းခရိုရီကဖုန်းတွေပြန်ချင်းပြီး Rayford ကို track ကထပ်ပိုကြီးတဲ့အလင်းရောင်လိုရဲလို့ပြောတယ်။အနာမှာဓာတ်စီတိုင်ကြီးတွေရှိတာနဲ့စီလောင်းပြီးမြင်းချင်းနဲ့ညီးလိုက်တော့ပောက်ကွဲမှုကြီးဖြစ်သွားတယ်။ Rayford ကမိတောက်တွေကိုမြင်ပြီးအဲ့ဒီဘက်ဆင်းဖို့စတင်တယ်။ Chloe ကထွက်ကားပေါ်ပြန်တက်သွားပြီးလမ်းကထွက်ဖို့ကြိုးစားပေမဲ့မီးကိုအာယုံများနေရနဲ့တိုက်မိသွားတယ်။လေရင်ကဂျိုတွေကိုထိပြီးတုံသွားပေမဲ့မြေပေါ်ပြန်ရောက်လာတယ်။နောက်ပင်တွေမထွက်လာတော့လေရင်ဆောင်းသွားပြီးအမြင့်နဲ့အတောင်ကမြေပေါ်ပုတ်သွားတယ်။ဒါပေမဲ့ Rayford ကလေရင်ကိုမှတ်အောင်ထိန်းလိုက်ပြီးအတောင်ကိုညောက်က Chloe ရဲ့ထွက်ကားကိုရှောင်လိုက်နိုင်တယ်။လေရင်ကမိုင်းနဲ့ငယ်ရှော့သွားပြီးလမ်းမှာအရာဝတ္ထုတွေကို
ထိသွားတယ်။လက်စီဆိုင်ကြီးကြီးကိုထိမဲ့ပုံပေါ်ပေမဲ့မထိခင်လေးမှာရက်သွားပြီးလူတိုင်းပေးကင်းသွားတယ်။ခရိုဝီဖန်တီးခဲ့တဲ့မိကထောက်ပတ်ခွဲခြင်းအေဒီကလည်းဖောင်းလျှော်ကိုထုတ်ပြီးလူတွေလေရင်ကနေထွက်နိုင်အောင်လုပ်ပေးတယ်။ခရိုဝီကကင်မရွန်နဲ့ရိတ်ဖတ်ကိုပြေးဖက်တယ်။ရိတ်ဖတ်ကသူထွက်မသွားသင့်ဘူးလို့ဝန်ခံတယ်။ခရိုဝီကရိတ်ဖတ်နဲ့အာရင်ရဲ့လက်ထက်လက်စွပ်တွေကိုပေးလိုက်တယ်။အားလုံးကမြို့ဘက်ကိုလမ်းကြည့်မိလောင်ရတွေကိုမြင်တယ်။ကင်မရွန်ကဒါကဘာပြစ်ချင်ပဲလို့ပြောပေမဲ့ခရိုဝီကဒါအစပဲရှိသေးတယ်လို့ပြောတယ်